ကဲမင်္ဂလာပါဘာဒီပြောကြမှာတော့ပြော ရှင်းကြည့်ပါ ဟောဒီဟုတ်ပါဟုတ်ဝန်တာတယ်ဟုတ်ပြီနော် ရှင်းပြမိတယ်အရင်တော့ဒီဆက်ကလေးပဲကြည့်အောင်ဗျာဝက်ကရှင်းပြအဲ့ဒါတော့နှလုံးအော်ဒါလေးမှာပြနေတယ်လို့ဒီခါလာတော့တာဗျာ ဘိုးပြောတယ်ဆရာမကြီးသဘောလို့အဲ့လိုပဲပြောလိုက်တော့ ပြောတယ်ဗျာဟိုမှာကတပည့်တော်ကအရှင်များရဲ့ဆက်ရရင်ဟိုဟာဖြစ်သွားပါတော့ပြီးတော့တွေးနေတိမ့်တဲ့အခါကျတော့အရှင်များရဲ့စိတ်မပူပါဘူးပေါ့ ဒါကတော့ဒါရှင်းပြတွေးပန်ကမထိခိုက်တဲ့အတွက်ဒါတကူတော့အရေးကြီးရလဲတွင်းဘိန်းဆိုတော့အဲ့ဒါလေးကတော့လဲပတ်သွားတာတော်ရှင်းပြတယ်ဗျာတင်ပါ တင်ပါ တီထောင်းစီဆက်တီထောင်း တင်ပါဗျာဆက်လိုက်မယ်ဗျာ လမ်းអော်လိုင်းအောင်မသူကုတို့ပါတယ်သူကပါဇက်ကုတို့သူကပါဇက်ကုတို့ဟုတ်တယ် ဒေါ်ဒီအောင်ကလမ်းပြောသူကဒေါ်ဒီအောင်ကဝါတဲ့ငါညတပိတဲ့ဘာလို့တော့အမကျွန်တော်မီးဆက်တော့အဲ့ချိန်ကမီးဆက်ကမီးရမရှိတော့လေအဲ့နဲ့အမကျွန်တော်မီးဆက်လို့အဲ့ပြောလိုက်တာ ဘမသူနဲ့ကြတော့မောင်မအရင်ကအဲ့လိုမျိုးကြာလာပြီသူတွေးလူဘမစီပဲရဟန်းတန်ဃာတွေဘမစီကပြောတာ တင်ပါဗျာ မီးသက်ကြီးတက်လိုက်တော့ဒီသွေးတွေရဲ့နောက်ဘယ်နေရာတွေကိုမီးပေးထားသေးလဲ ဒီသွေးပန်ရယ်နောက်ပြီးတော့ဟိုစီတီရှိတယ်လဘော်ဒီရှိတယ်နောက်တစ်ခုကကြတော့ဟို ED ဒီဘက်ကအရေးပေါ်ဆက်ရ အရေးပေါ်အဲ့ဒါပါရသွားတာဒါကြီးရကြတော့ဟုတ်တယ် 200ဆိုနိုင်တယ် 200ဆိုတော့ဟိုပေါ့နောက်ပြီးတော့ရေရောမီးရေစက်နှစ်ခုပါတော့တင်လို့ရသွားတယ် လောလော ဘုပ္ပမှာအရှင်များဟိုစီတီရှိတယ်အရှင်များ emergency city ပေါ့နော် အမဂျန်စီဌာနတွေပါမီးရသွား ဟုတ်တယ်အဲ့ဒါအဲ့ဒီတစ်ချောင်းလုံးဒီတစ်ပတ်တစ်ချမ်းပေါ့ ဒီတစ်ချောင်းလုံး ဟုတ်တယ်အဲ့ဒါက မီးရသွား ဘမစိတ်ကတော့လိုအပ်တာယူ တင်ပါဗျာ နှမျိုးဟိုငွေရတော့ဘယ်တက်နိုင်မှာသူဖြစ်သူခါလေဟုတ်တယ်မလားကိုအသုံးကြတဲ့လုံဖို့အရေးကြီးတာလေ ဝန်တာပါလေအများကြီးကျိုးရှိသွားပါဘောနော်သွေးတွေ ဟုတ်ပါလေ အများကြီး ဟုတ်တော့ဒီမှာကျတော့လေဒီသွေးပန်ကနေပြီးတော့အကုန်လုံးကို ဟုတ် ဒီပြည့်စရုံတွေကိုပါပေးရတာလေအဲ့ဒါကြောင့် ဟုတ် ဟယ်လိုဟုတ်မမတီတာနေလာပါရှင့်ဟုတ်မမဆရာတော်ကြီးကမမနဲ့ပြောမယ်တဲ့ အေးတီတာနဲ့နီလာကိုငါရီးစရာပြောမယ်ဟဲ့ ဟိုစပီကာလေးဖွင့်လိုက်မယ်ဗျာဒီမှာ ဟယ်လိုအမလေးရောက်တာလေငါဟိုနေ့ကမော်လမြိုင်ဟိုနေ့ကမော်လမြိုင်မနေ့ကရန်ကုန်ခရီးမန်းလေးရောက်ပြီဟုတ်အေးလေအေးငါသွေးပလင်းနေရောရရလားသွေးပလင်းနေအေးဝီရိုပီမန်နေဘောဟာဟုတ်ပါတယ်ငါလည်းဝန်တာပါတယ်နော်အေးနေကောင်းတယ်ဖုံမီးဆက်မန်းလေးလာရင်လည်းမီးဆက်လာကြည့်တာလေနော်အေးဟုတ်ပြီနီလာနဲ့ပြောလိုက်အေးဟုတ်ပြီနေကောင်းလေ ဟုတ်အမစေရောဒီပါရှိပါလဲရှင် မကျေးဇူးတင်ပါတယ်ခင်ဗျအမကျေးဇူးတင်ပါတယ်အမဘောဘောပြောအမစောပေးတာဆိုတော့အမ သူကပါဇက်နဲ့ကုသိုလ်ယူသွားတာ ဟုတ်ကဲ့ဟုတ်မှာဟုတ်နဲ့ဟုတ်နိုးကြည့် နှိုးကြည့်တာဟောဒါဟောနှိုးကြည့်တော့ဘုံမမီး မလေးကချက်အင်ဂျင်နီယာလေးကြီး ဟောအင်ဂျင်နီယာအင်ဂျင်နီယာ ဘယ်ကြောင်းစင်းတော့ 60ကျောင်းမှာ ဖတ်တယ်ဟုတ်ပါလားဟာဘယ်နှခုတော့ 2017တော့နော် 2017 ဟုတ်ဒီမှာလေ အော်တမီးက2017ဘုံက79 သိမပါဘူးဗျာ သိမပါဘူးလောက်ကတမီးလောက်ရပါလို့ ဘုံမမီးသက်လူရင်နာမည်ပူကြီးတယ်လို့ဖြစ်နေတာ အရင်တော့လည်းဟိုပါလေဝီပါဒီမှာလည်းဘုံရောက်သွားကိုပဲဘာလို့လဲပြောတန်းဆိုအဲ့ဒါနဲ့မီးဆက်တော့မီးလာမီးပြဲမလို့လုံးမရှိဘူးနဲ့ကဲအဲ့တော့ဘုံဒီလိုက် နားရှင်ကဟိုဖတ်ပြနေရရင်လေပြီးတော့မီးကိုမပြတ်အောင်ထားတာပေါ့နော်အမတော်ဒီကောင်ကဘာလို့လဲလို့ပြောချင်မှာပြီးတော့မီးဆက်ကပြတ်သွားခဲ့လို့ရှိရင်ဒီကသွေးတွေကပြတ်သွားမှာဗျာပြီးတော့စိတ်ပူတော့အဲ့နဲ့မီးဆက်ကိုရမ်းလုံးနေတယ်ပေါ့ဟိုမီးကပြတ်သွားလို့အဲ့စက်ကြီးပြဲပြီးတော့ဒုက္ခရောက်သွားလို့ပြောလိုက်တာ ကိုကြီးကဘုံကဘာတရားဟောတာဆိုတော့ဓမ္မပူဇာတော့ဝဲအဲ့ဒီရွှေဝဲဒီပါလေးညာဟောတာ တင်မ ပေါင်းလာရဲ့လို့ငါဓမ္မပူဇာမရှိဘူးလို့ တင်မ သိတဲ့ထောင်တာလို့ အော်အဲ့ဒါ ဒီတာပဲ
ပါဗျာတင်ပါ ဘောတမင်ကလည်းကုသိုလ်ပါအကုန်လုံးပါတော့ပေါ့ တင်ပါဗျာ အကုန်လုံးပါတော့ပေါ့အေး ဒီမှာကျတော့ရှင်များဒီဘက်ကဟိုဟာလေးပေါ့နော်တွဲပတ်တူဒီကနေ့ကလည်းစီးဖို့ပါပြရတယ်ဗျာ ဒီကရှင်ပြတော့ National Plus Center ကျတော့ပြည်ထောင်ရန်ကုန်စေဦးတဲ့ separate organization ပဲ။ဒီမှာတော့သူတို့ရဲ့အရင်တော့အထက်မှာပြီးတဲ့အာပါ NPC လုပ်ဖို့ဒါပေမဲ့မန်လေးစင်းကိုဒီ under control ပဲမထွက်သေးဘူး။အဲ့လိုပြတယ်တော့တွဲတောင်ရတာ။ဒီရန်ကုန် NPC ကျတော့ 1G ကတောင်းနေကြမလို့သူက separate တဲ့ဒုချိုမတီရာတို့ကစားရတာ။ခုကျတော့အဲသူပဲတောင်းတယ်။ဒီကြတော့ဒါဒေါ်အတူကိုဒီနေရာတော့ဒီလာပေါ့။ဒါကတော့ admin logistics ပဲဟော support လုပ်ပေးရတာ။ ကဲတာတို့ခေါ်မယ် သာဓု ကဲမင်းအားကြီးပဲ